ဒီနေ့ဗီဒီယိုမှာတော့အာရှနိုင်ငံတွေကလူအများအံ့အားသင့်စေတဲ့ထူးခြားစံပြရနေရဆေးခုကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးသင်စိတ်ဝင်စားရနေရကိုလိုက်ကြည့်လိုက်ရအောင်လားခင်ဗျ။ Number 1 Mount Everest ကမ္ဘာပေါ်အမြင့်ဆုံးတောင်ဖြစ်ပြီးနေပေါ်နဲ့တရုတ်ဒီဘက်နယ်စပ်မှာရှိပြီးတောင်တဲသမားများအလွန်စိမ့်ခွာမှုရှိတဲ့နေရာလည်းဖြစ်ပါတယ်။ Number 2 Halong Bayဗီယက်နမ်နိုင်ငံမှာရှိတဲ့ကြောက်တောင်ကမ်းခြေများစွာနဲ့တဘာဝအလားပါများကြောင့်တကမ္ဘာလုံးဆိုင်ရာနာမည်ကြီးနေရာတစ်ခုဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်။ Number 3 Angkor Wat ကမ္ဘောဒီးယားရှိ Angkor Wat သည်ကမ္ဘာပေါ်အကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်ပြီးရှေးဟောင်းပေသူကပညာကိုအလွန်သက်သေပြနေပါတယ်။ Number 4 Great Wall တရုတ်နိုင်ငံရဲ့ Great Wall သည်မိုင်ပေါင်းများစွာရှည်လျားသောကာကွယ်ရေးနိုင်ရန်ကြီးဖြစ်ပြီးတမိုင်းအလွန်စွမ်းဆောင်နိုင်မှုကိုပြသနေပါတယ်။ Number 5 Petraယော်ဒန်နိုင်ငံရှိ Petra သည်ကြောက်တောင်ထဲထွင်ထားသောရှေးဟောင်းမြို့တော်ဖြစ်ပြီး Rose City လို့လည်းခေါ်ကြပါတယ်။ Number 6 Dead Sea အစီးရေးနဲ့ယော်ဒန်နယ်စပ်ရှိ Dead Sea မှာရေထဲဝင်ရင်မမြုပ်ပဲပေါ်နေနိုင်သောစားပါဝင်မှုအမြင့်ဆုံးရေကန်ဖြစ်ပါတယ်။ Number 7 Socotra Island ယီမင်နိုင်ငံပိုင် Socotra ကျွန်းမှာတစ်ပင်ပုံစံများကဂျိုအခြားတစ်ခုလိုထူးခြားနေပါတယ်။ Number 8 Baganမြန်မာနိုင်ငံပကံမြို့တွင်စေတီပထိုးထောင်ပေါင်းများစွာရှိပြီးနေထွက်နှီးဝင်အချိန်အလားတားလီအန်အားသင့်စွဲကောင်းလာပါတယ်။ Number 9 Mount Fuji ဂျပန်ရဲ့သင်္ကတာတောင် Mount Fuji သည်ပုံစံညီညွတ်ပြီးအလွန်လှပပါတယ်။ Number 10 Jeju Island ကိုရီးယားနိုင်ငံ Jeju Island သည်မီးတောင်ကျောက်ဖွေးရှိဖွင့်တဲ့တဘာဝအလားကြောင့်လူကြိုက်များပါတယ်။ဒီနေရာတွေထက်ကဘယ်နေရာကိုသင်အလဲသွားခြင်းဆုံးလဲ comment မှာရေးလိုက်ပါနော်။ ဗီဒီယိုကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့